မင်္ဂလာပါ Wi-Fi UVS လေးတစ်ခုအမြန်လုပ်ပြမယ်လိုအပ်တာကတော့အားသွင်းဖို့ချက်ကောင်းလေးလိုမယ် Wi-Fi သုံးတဲ့ကက်ကလေးလိုမယ်ပြီးရင်ဒီ21900တကယ်အဟောင်းလေးနှလုံးပေါ့နော်ကျွန်တော်မှရှိတာလေးနဲ့ကျွန်တော်သုံးထားတယ်ဒီကက်ကလေးလိုမယ်ဒီကက်ကလေးကကျွန်တော်တက်လိုက်တဲ့အိတ်ပေါ်ကနေသူတွဲဖို့ boost ပေးတာပေါ့နော်အဲကောင်လေးလိုမယ်ဒီမှာအားထုတ်သုံးဖို့အတွက်ကိုချက်ကောင်းလေး Wi-Fi ထိုးဖို့အတွက်ကိုချက်ကောင်းလေးလိုမယ်ဒါပါပဲအခုဒီကောင်ကိုကျွန်တော်တွဲလိုက်မယ်နော် sport တွဲလိုက်မယ်ဆိုတော့ဒီအဲ့ဒါနှုတ်ကနေအပေါင်းကနေဟိုကဖင်သွားထိုးအဲ့ကနေဒီဘက်ကအပေါင်းကနေပြန်ထွက်မှာပေါ့နော်တကယ်နှလုံးအဲ့လိုဆက်တဲ့ပုံစံဖြစ်သွားကျွန်တော် sport တွဲလိုက်မယ်အခုကျွန်တော် sport တွဲဝိုင်းဆိုတော့ဒီမှာနှုတ်ကလာမယ်အပေါင်းပြီးရင်ဒီဘက်ထိတ်ကိုအပေါင်းသွားမှာထိတ်လေးတွေမှာကျွန်တော်ဘာလို့တွဲရလဲခဲတူရတာခက်လို့ခဲတွေ့မခိုင်ဘူးတက်ခဲကိုခဲတွေ့မခိုင်ဘူးအဲဒါကြောင့်ဒီမှာကျွန်တော်ကက်ကလေးကိုဒီမှာ BM B- BM B+ ပေါ့၃ကြိုးကျွန်တော်ထုတ်လိုက်တယ်ကက်ကလေးမှာပါတယ် point တိုင်းမှာကျွန်တော်ထုတ်လိုက်တယ်ထုတ်ပြီးလို့ရှင်ဘက်ထရီနဲ့တွဲမယ်ကျွန်တော်ပထမဆုံး B- ပေါ့ B- ကိုကျွန်တော်တို့တက်ခဲရဲ့အနှုတ်ဆုံးအစမှာတွဲမယ်နောက်ထပ်တစ်ခုကအလယ်မှာ BM ပေါ့ဗျာ B middle ပေါ့ဘက်ထရီ middle ဘက်ထရီကိုချိန်မယ်ပေါ့အဲ့ကိုချိန်မယ်โอเคနောက်ဆုံးတစ်ခုအနေနဲ့ဒါ 2S ဖြစ်သွားပါ 2S ချိန်တဲ့ပုံစံဖြစ်သွားတာပေါ့ဒီကောင်ကိုဘက်ထရီ plus ကိုချိန်လိုက်မယ်အဲ့ဆိုရင်ဒီကောင်အမှန်ဆိုရင်ကက်ကဘိုးထွက်နေပြီဒီတိုင်းဆိုလို့ချင်းဒိုင်းတွဲလိုက်တိုင်းနဲ့ဘိုးထွက်တယ်ကျွန်တော်ကဒီမှာအမှန်ဆိုမီလီလင်းရမှာဗျအဲ့မီလီလေးကျွန်းနေတာမသိဘူးမလင်းအမှကျွန်တော်ဘိုးအထွက်နေရကို output plus နဲ့ minus နေရကိုတွဲပြီးတော့ဒီမှာ Wi-Fi power ဘက်မှာ Wi-Fi ဆက်မှာထိုးလိုက်တယ်မီလင်းသွားတယ်โอเคဒါဆိုကျွန်တော်သုံးလို့ရတယ်ဘိုးကမတွေ့ရဘူးဖြစ်နေကျွန်တော်ကမီလီမတွေ့ရတယ်မီလီအစားတော့ဒီမှာအမှန်ဆိုအားသွင်းတဲ့အချိန်မှာမီနီလင်းပြီးအားပြည့်ရဲ့အချိန်မီစင်းလင်းရမှာအဲ့မီသီးလေးကကျွန်းနေတော့ကျွန်တော်ကဒီမှာဘိုးပြတဲ့ဟာလေးတခုတက်လိုက်တာပေါ့နော်အဲ့မှာဒါလေးကိုအထွက်ရဲ့အနေနဲ့အနက်နဲ့မှာချိန်လိုက်အောင်